ကိုပိုင်စီးပွားရေးလုပ်တဲ့သူတွေထက်နေစားလက်ကစားလုပ်တဲ့သူကပိုပြီးတော့များဘာလို့လဲဆိုတော့အဓိကကကြတော့ဝင်ငွေတည်ငြိမ်လာတိုင်းမှာသူတို့ရနေတဲ့ဝင်ငွေတိုင်းရကြပြီးတော့ဘာငွေမှရင်းနှီးကြလည်းမလို့အဆုံးရှုံးမှုမှလည်းမရှိဘူးသူတို့လုပ်နေတဲ့လုပ်ငန်းကြီးတည်နေတွေသူတို့နေရနေကြပုံမှန်ရနေဒါအပြင်သူတို့ကလုပ်ငန်းရှင်ရပေးတဲ့တခြားအကျိုးခံစားဝင်နေလေကြတယ်ရက်မှန်ကြီးတို့အာမခံကြီးတို့ပင်စင်စားခွင့်နေစရာစားစရာစသဖြင့်ဒါကြောင့်မလို့ပုံမှန်ဝင်ငွေလေးနဲ့တက်တောင့်တက်တာရနေတဲ့အတွက်ချို့ကြတော့သူတို့အတွက်ကတော့ဒီနေစားလက်ကစားအလုပ်ကအကောင်းဆုံးပဲလို့ထင်ကြချို့ကြတော့နေစားလက်ကစားအလုပ်ကနေကိုပိုင်စီးပွားရေးကိုပြောင်းပြီးတော့လုပ်ချင်ကြဒါပေမဲ့မလုပ်နိုင်ဘာလို့လဲဆိုတော့အခုနကပြောခဲ့တယ်လို့နေစားလက်ကစားအလုပ်နဲ့စန့်ကျင်ဘက်ဖြစ်နေဝင်ငွေတီးကြမရှိဘူးလုပ်ငန်းရလက်ကောင်းရင်ဝင်ငွေများမယ်ကြားလက်မရှိရင်ဝင်ငွေလုံးဝမရတဲ့အခြေအနေပဲရှိနေပြီးတော့ကိုလုပ်တဲ့လုပ်ငန်းပေါ်မူတည်ပြီးတော့အရင်းကအနည်းနဲ့များရှိတယ်လုပ်ငန်းကုန်ကျစရိတ်တွေအကုန်လုံးကိုကပဲတာဝန်ယူရတယ်ဒီကြားတဲ့ဝင်ငွေရရက်တန်သွားရင်အရှုံးတော်မှာပေါ်တယ်ပြီးတော့တခြားဘာအကျိုးခံစားဝင်မှမရှိဘူးကိုယ်တိုင်ပဲစီမံခန့်ခွဲရတယ်ဒါကြောင့်ကိုပိုင်စီးပွားရေးကစွန့်စားရကျနေတယ်ဆိုတော့တော်တော်များများမလို့ရဲကြအခက်အခဲတိုင်းမှာကြီးမားတဲ့အခွင့်အလမ်းဆိုတာရှိကိုပိုင်စီးပွားရေးမှာရေရှည်တည်တတ်နိုင်တဲ့သူတွေကအောင်မြင်ချမ်းသာနေကြတာတွေ့ရမှာသူတို့ကသူတို့ရဲ့အရေးချင်းတွေကိုကိုယ်တိုင်အတွက်တုံးချတယ်ဘလို့တင်းကျုံမှုမှမရှိဘဲကိုပိုင်ဆုံးဖြတ်ချက်ချပြီးတော့ကိုပိုင်အတွေးခေါ်တွေရှိကြတယ်ကိုပိုင်လွတ်လပ်ခွင့်တွေလည်းရှိကြတယ်ဒါကတော့နေစားလက်ကစားတွေမရနိုင်တဲ့သူတို့ရဲ့အရေးချင်းတချို့ကြတော့နေစားလက်ကစားအလုပ်ကနေလုံးထွက်ပြီးတော့ကိုပိုင်စီးပွားရေးလုပ်ချင်ကြကိုပိုင်စီးပွားရေးလုပ်နိုင်တဲ့သူတွေကဘလို့တွေဖြစ်နိုင်သူတို့ကကိုယုံကြည်မှုအပြည့်အဝရှိသူတို့မှာပြင်းပြတဲ့စိတ်ဆန္ဒနဲ့ကြီးမားတဲ့ရေမှန်းချက်တစ်ခုခုရှိနေတယ်ဘလို့ပြဿနာမျိုးကိုမဆိုရင်ဆိုင်ရတဲ့တက်တီနဲ့အသင့်ရှိနေတယ်ဒီမှာဒီလိုတွေးခေါ်ရှိနေပြီဆိုရင်ကိုပိုင်စီးပွားရေးစတင်လုပ်ကင်မှုအဆင်တည်းဖြစ်ပါအဲ့တော့ကိုပိုင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့သိကျင်တယ်ဆိုရင်ပုံမှန်မှာသိကျင်တယ်လို့မှန်ခဲ့တယ်